စာလံကျမ်းအခန်းကြီး23အငယ်1မှ6ထာဝရဘုရားသည်ငါ၏တိုးတိမ်ဖြစ်တော်မူ၏ငါသည်ဆင်းရဲမခံရစိမ်းလန်းသောကျက်စားရာအရပ်၌ငါကိုအိပ်စေတော်မူ၏တာယာသောမြင်နာသို့လမ်းပြတော်မူ၏ငါဝိညာဉ်ကိုအားဖြည့်၍နာမတော်အဖို့အလို့ငါတရားလမ်းထဲ၌တွေးဆောင်တော်မူ၏အကယ်၍ပြင်းမင်းအရေးထွန်းမှုသောကျိန်တီသို့ရှောက်သွားရတော့လေဘီအန်ရေကိုမကြောက်ပါအကြောင်းမူကားကိုတော်သည်အကျွန်ုပ်နှင့်အတူရှိတော်မူသည်ဖြစ်၍လှန်တန်တော်နှင့်တောင်ဝဲတော်သည်အကျွန်ုပ်ကိုချမ်းသာစေပါ၏ကျွန်ုပ်၏ရန်သူတို့ရှေ့မှအကျွန်ုပ်အဖို့စပွဲကိုခင်းတော်မူ၏အကျွန်ုပ်ခေါင်းကိုစီနှင့်လိမ့်တော်မူ၏အကျွန်ုပ်ခေါ်ဖလားသည်ရှံလျက်ရှိပါ၏အကယ်စင်စစ်အကျွန်ုပ်သည်ကျေးဇူးနှင့်ခရုဏာကိုတစ်သက်လုံးခံစား၍ထာဝရဘုရား၏အိမ်တော်မှာအစဉ်အမြဲနေရပါလိမ့်မည်